မင်္ဂလာပါရှင်တင်ပခွေကြောညက်လို့တင်ပခွေကြောညက်ပြီးတော့လမ်းကောင်းကောင်းမရှောင်နိုင်ကြာကြာလည်းမထိုင်နိုင်လမ်းလည်းကြာကြာမရှောင်နိုင်ဖြစ်တာကတစ်နှစ်ခွဲလောက်ရှိပါပြီဒီတင်ပခွေနေရာနေပြီးတော့စူးပြီးတော့အောက်ပါတယ်ပြီးတော့လမ်းလျှောက်ဝဲဆိုလို့ရှိရင်မှတ်တိုင်တဝက်စာလောက်ရောက်လို့ရှိရင်ခြေထောက်တွေကထုံပြီးတော့ပထမတော့တစ်ချောင်းနဲ့နောက်ကျတော့နှစ်ချောင်းစလုံးဖြစ်လာပြီးတော့ထုံကျင်လာပြီးတော့ဆက်ပြီးတော့ကိုလှမ်းဖို့ကိုအခက်အခဲဖြစ်နေအဲ့ဒါကြောင့်မလို့ဒီစေကန်းလာပြတာပါအဝါလောက်တော့ရှိပြီ10ချိန်လောက်တော့ရှိပါပြီအခုဆိုရင်တင်ပခွက်ကြောညက်တာလဲကအဲ့ဒီတင်ပခွက်နေရာကစူးစူးကြီးဖြစ်နေတာလဲတော်တော်တက်တာသွားပါပြီပြီးတော့ဒီတက်တာသွားပြီးတော့ဒီထိုင်နေထတယ်ဆိုရင်တိတ်ပြီးတော့နာတာကျင်တာတိတ်မရှိတော့ဘူးမရှိတော့အခုဟာဘာပဲရှိတော့မလဲဆိုတော့လမ်းလျှောက်နိုင်ဖို့ရယ်မတက်ရက်နိုင်ဖို့ရယ်လမ်းလျှောက်နိုင်ဖို့ပဲအဲ့ဒါပဲလိုပါတော့တယ်အဆင်ပြေပါတယ်ကောင်းလဲကောင်းပါတယ်အရင်နဲ့စာရင်အဲ့လောက်ပြောရမယ်ဆိုရင်တစ်သလုံးမပြောက်တော့ဘူးလို့တောင်ထင်ထားတဲ့ဟာကို10ချိန်လောက်နဲ့အခုတော်တော်လေးတက်တာသွားတော့စိတ်ချမ်းသာပါတယ်